Hello guys ကျွန်တော်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Vocal Crash Season 1ရဲ့ Episode 2ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်လွန်ခဲ့တဲ့ episode မှာဆိုရင်တော့ကျွန်တော် Diamond အနေနဲ့ရခဲ့ရေပြီးတော့ကျွန်တော်ဒီက Diamond Food မှာကိုလည်းလုပ်နိုင်ခဲ့ပေါ့နော်ကဲဆိုတော့ကျွန်တော်ဒီနေ့ episode မှာဘာလုပ်မလဲဆိုတော့အင်ကြီးတစ်လုံးစောင့်မှာဖြစ်ပါတယ်ကဲဆိုတော့ဒီမှာတော့မစောင့်တော့ဘူးကျွန်တော်အရင်တော့ဒီမှာစောင့်ဖို့စဉ်းစားထားပေမဲ့အခုဒီနားမှာရှိတဲ့တောင်မှာစောင့်မှာပေါ့နော်ဆိုတော့အမှကျွန်တော်ပစ္စည်းတွေထားပြီးပြီအခုတော့တောင်ပေါ်လိုက်ခဲ့ကြကဲဆိုတော့တောင်ပေါ်ရောက်ပြီနော်ဒီဘက်မှာဆိုရင်အပင်တစ်လေးရှိရယ်ပြီးတော့ကျွန်တော်ဒီဘက်မှာဆိုရင် tissue ပင်ရှိရယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်ဒီမှာအိမ်ကိုစပြီးတော့စောက်တော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာသုံးမဲ့ပစ္စည်းလေးတစ်ချက်လောက်ပြပါတော့ဆိုတော့ကျွန်တော်ဒီချက်နှစ်ခုထဲမှာထည့်ထားတယ်ကဲဆိုတော့ကြည့်လိုက်အောင်ဆိုတော့ဒီဘက်ချက်ထဲမှာဆိုရင်ကျွန်တော်ဒီမှာတစ်သားတွေနဲ့အဲ့လိုဒီလိုလေကားလေးပေါ့နော်အများကြီးကျွန်တော်ထားတယ်ပြီးတော့ဟိုဘက်ချက်ထဲမှာတော့ဘာမှတော့မရှိတော့ဘူးထင်တယ်ကဲဆိုတော့ကျွန်တော်အခုလိုအပ်တဲ့ပစ္စည်းလေးနည်းနည်းထုတ်လိုက်မယ်ပေါ့နော်ထုတ်ပြီးသွားရင်တော့ကျွန်တော်အိမ်လေးကိုစောင့်မှာပဲဖြစ်ပါတယ်အမှကျွန်တော်ဘာလို့လဲဆိုတာ brother ပဲကြည့်လိုက်ကျွန်တော်အိမ်အကုန်လုံးပြီးအောင်ဆော့ပြီးတော့မှအိမ်ကြီးကိုပြန်ဖြတ်ပြီးတော့ကျွန်တော်တောင်အောက်မှာစောင့်မယ်ဆိုရင်စိတ်ကူးရဝင်လာဗျာကဲဆိုတော့ကျွန်တော်ဒီမှာပစ္စည်းတွေအကုန်ပြန်ဖြတ်ပြီးတော့တောင်အောက်ကိုသွားတော့မယ်ပေါ့နော်ကဲဆိုတော့ကျွန်တော်အခုစောင့်မယ့်နေရာဘယ်နေရာလဲဆိုတာကို brother တို့တစ်ချက်လိုက်ပြမယ်ပေါ့နော်ကဲဆိုတော့လိုက်ခဲ့ကြကဲဆိုတော့ကျွန်တော်အခုဒီနေရာကနေပြီးတော့အနောက်ကိုနေသွားလိုက်လို့ရှိရင်အဲ့နာမှာတောင်အောက်ခြေပေါ့နော်အောက်ခြေမှာမြစ်လေးလေးရှိရယ်ပြီးတော့ဟိုဘက်မှာဘိုင်ဝန်းအသစ်ရှိရယ်ပေါ့နော်အဲ့ဘက်မှာကျတော့ဒီမှာဘိုင်ဝန်းတစ်ခုဒီဘက်မှာဘိုင်ဝန်းတစ်ခုဟိုဘက်မှာလည်းဘိုင်ဝန်းတစ်ခုဘိုင်ဝန်း၅ခုဆက်နေတဲ့နေရာလေးပေါ့နော်ကဲဆိုတော့အဲ့နေရာလေးကိုတော်တော်ကြိုက်လို့ဆိုပြီးတော့ဒီတောင်အောက်ခုပြန်ပြီးတော့ဆင်းဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ကဲဆိုတော့ဒီမှာပစ္စည်းတွေထပ်ပြီးတော့တဲရအောင်ပါကဲဆိုတော့ပစ္စည်းတွေပြန်တဲလိုက်ရအောင်ကဲဆိုတော့အားလုံးပဲကျွန်တော်ပြန်ရောက်ပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာကျွန်တော်နာမှာဘာရှိလဲဆိုတာတစ်ချက်လောက်လိုက်ပြလိုက်မယ်ဆိုတော့ကျွန်တော်ပစ္စည်းရွှေ့ဟာရော record မလုပ်မိလိုက်ဘူးပေါ့နော်ဆိုတော့အဲ့ဒါလည်းနည်းနည်းဆိုးရယ်ဘာလဲဆိုတော့ကျွန်တော်ရဲ့ဒီဘက်ချမ်းမှာပေါ့နော်ဒါပီတာသူ့ရဲ့နိုင်ငံပေါ့နော်နိုင်ငံသေးသေးလေးရှိရယ်ပီတာနိုင်ငံသေးသေးလေးရှိရယ်ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမှာဆိုရင်ကျွန်တော်ရဲ့ဒီအိမ်ကြီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့အော်ခရက်နိုင်ငံပေါ့နော်ဆိုတော့ကျွန်တော်ဒါကတော့ကျွန်တော်ရဲ့အခုစောင့်မဲ့ဟာလေးပါကဲဆိုတော့ဘလို့စောက်တော့မှာလဲဆိုတော့သူကနည်းနည်းတော့ရှုပ်တာတော့ရှုပ်လိမ့်မယ်အဲ့ဒါတော့မရှင်းပြတော့ဘူးဘာလို့အခု timelapse လေးနဲ့အဲ့ဒါလေးကိုချက်ကြည့်လိုက်ပါတော့ကဲဆိုတော့ကျွန်တော်ပြန်လာပြီပေါ့နော်ဆိုတော့ဒီ Thailand လုပ်တဲ့နေရာမှာ air power ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ stretcher block ကြီးပါ stretcher block ကြီးအဲ့လိုပေါ်နေရကတိတ်မကောင်းလေသိရမလားကျွန်တော်ဘာကြောင့်လဲဆိုတော့အဲ့လိုကျွန်တော်ဆော့နေတဲ့အချိန်ကိုကျွန်တော် record မလုပ်လိုက်ရပါဘူး record မလုပ်လိုက်ရတာဖြစ်တဲ့အတွက်ကျွန်တော်အမှစပြီးတော့မှားတာပါ record မလုပ်လိုက်ရတဲ့အတွက်ကျွန်တော်အမှနည်းနည်းတော့ဟိုဖြစ်သွားပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်အခုအိမ်ထဲကိုလိုက်ပြမယ်အိမ်ထဲမှာတော့ကျွန်တော်ဒီမှာအောက်ထက်က chat တွေရဲ့ဒီcove ဟိုဖြစ်တဲ့ဟာရှိရပေါ့နော်ပြီးတော့ကျွန်တော်ဒီမှာအပေါ်ထဲမှာပေါ့နော်အိယာရှိမယ် chat တွေရှိမယ်ဘာညာရှိမယ်အကုန်လုံးဟိုးအပေါ်ဆုံးတက်မှာကျွန်တော် M chatting room လေးရှိမယ်ပေါ့နော် M chatting room ပေါ့နော်ကျွန်တော်တအိမ်လုံးမှာတော့ဒီ M chatting room ကိုအကြိုက်ဆုံးပဲပေါ့နော်ကဲဆိုတော့ကျွန်တော်အခုအောက်ကိုပြန်ဆင်းလိုက်မယ်ပြီးတော့လို့ရှိရင်ကျွန်တော်ပြဖို့ကြံသေးလေဆိုတော့ကျွန်တော်ကဒီဘက်မှာတရားလေးတစ်ခုရှိရယ်အဲ့တရားကကျွန်တော်ရဲ့ Okrat ရဲ့ဒီလိုနှစ်နိုင်ငံချစ်ကြည်ရေးတရားဆိုပြီးတော့ Okrat လာစောက်သွားတာပေါ့နော်ကျွန်တော်ကမစောက်ခိုင်းပါဘူးသူ့ဘာလို့ဟိုဖြစ်ပြီးလာစောက်သွားတာဒါကတော့ Okrat ရဲ့သူ့ရဲ့တီးဆောက်နေတဲ့သူ့ရဲ့နိုင်ငံလေးပေါ့နော်ဒါပေမဲ့ကျွန်တော်နိုင်ငံလောက်တော့တိတ်မကြည့်သေးပါဘူးဘာလို့လဲဆိုရင်ကျွန်တော်ကဒီဘိုင်ဝန်းတစ်ခုလုံးအပိုင်ယူထားတာပါကျွန်တော်ဟိုဘက်တောင်နေအထိပါကုန်ပိုင်ပါတယ်ပြီးတော့ကျွန်တော်ဟိုဘက်မှာ MC Peter ရဲ့နိုင်ငံရှိမယ်ပေါ့နော်ဒီဘက်ချမ်းကကြတော့ice skin တို့ဘာလို့ဆိုရင်ဟိုးဘက်ချမ်းမှာရှိတယ်ဒါပေမဲ့ကျွန်တော်သူတို့ဘက်မသွားသေးပါဘူးအခုကတော့ကျွန်တော်
လူမှာပါဘသူ့ကိုလူမှာလဲဆိုတော့ကျွန်တော်တို့ဘေးနိုင်ငံကပီတာဆိုတဲ့နိုင်ငံလေသူတို့ပီတာဆိုတဲ့ကောင်လေးတီထောင်ထားတဲ့နိုင်ငံကသူတို့နည်းနည်းအရန်ဆင်းရဲပေါ့နော်ဆင်းရဲတာဖြစ်တဲ့အတွက်ကျွန်တော်ကအမှသူဒိုင်းမွန်နည်းနည်းလာတောင်းတာနဲ့ကျွန်တော်ဒိုင်းမွန်လေးနည်းနည်းလှူလိုက်ပါတယ်ကဲဆိုတော့သူဘက်မှာလည်းမသိဘူးဟိုဘက်မှာရှိရဲအဲ့တော့ကျွန်တော်ဒိုင်းမွန်လေးနည်းနည်းလှူလိုက်မယ်ဒါပေမဲ့အဲ့အချိန်မှာပဲနောက်ထပ်တစ်ယောက်ကထပ်ပြီးတော့ကျွန်တော်စီမှာဒိုင်းမွန်လာတောင်းပါတယ်အဲ့ဒါကတော့ဘယ်သူမှမဟုတ်ပါဘူး brother တို့အားလုံးသိကြရဲ့ကိုစပိုက်တာဂိမ်းပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့ကိုစပိုက်တာဂိမ်းကိုလည်းကျွန်တော်ဒိုင်းမွန်လေးနည်းနည်းလှူလိုက်ပါတယ်သူ့နိုင်ငံကလည်းမရှိပါဘူးသူ့မှာနိုင်ငံမရှိသေးပါဘူး base တောင်မရှိသေးပါဘူးဆိုတော့အဲ့တော့ကျွန်တော်အမှသူမီးတုတ်ရဲ့သူကမီးတုတ်လာတောင်းတာပေါ့နော်သူမိုင်းတွင်းလုပ်ဖို့ထင်တယ်မီးတုတ်လာတောင်းတယ်ပြီးတော့ကျွန်တော်ကအမှသူစေတနာနဲ့ဒိုင်းမွန်လေးပါပေးရတယ်ပေါ့နော်တော့ဒိုင်းမွန်ဘယ်နှလုံးလဲတော့မသိဘူးကွာ9တုံးလား18တုံးလားမသိဘူးပြီးတော့ကျွန်တော်အဲ့ဟိုဘက်ကဒီ MCP တာသူလည်းတောင်းထားရပေါ့နော်ဆိုတော့ MCP တာကိုလည်းတွားပေးမှရပါမယ်တွားမပေးရင်သူကကျွန်တော်လာတိုက်မှာပေါ့နော်သူရဲ့နိုင်ငံတစ်တေးလေးကကျွန်တော်ရဲ့နိုင်ငံကြီးကိုလာတိုက်မှာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒါနဲ့ပဲတွားပေးလိုက်ပါတယ်အခုလောလောဆယ်တော့သူကျွန်တော်ပက်ရှာနေတာပေါ့နော်ရှာလို့တော့မတွေ့ဘူးဒါပေမဲ့သူကဘယ်ဘက်ထဲမှာလဲတော့မသိဘူးကျွန်တော်လိုက်ရှာနေတာဒါပေမဲ့ကျွန်တော်အမှဖောက်လိုက်တဲ့အချိန်မှာကျွန်တော်ဒါပေမဲ့များနေပြီခဏလေးကျွန်တော်အဲ့ဒီဟိုအားပေါ့နော် Okra ရဲ့သူနေရင်ကြီးကိုဖောက်ပြီးတော့ထွက်လာလိုက်တယ်ပေါ့နော်ဒါပေမဲ့သူကကျတော့ခင်းတဲ့အတိုင်းပါပဲအဲ့ဟိုဟာပီတာကကျတော့ဟိုဘက်ကိုပြန်ရောက်သွားပါပြီကျွန်တော်ကသူ့ဟိုဟာဖြစ်လိုက်ပေးဖို့ဆိုပြီးတော့ကျွန်တော်ဒီဘက်ကိုလာဒါပေမဲ့သူကဟိုဘက်ရောက်သွားပြီပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကအမှသူ့ကိုတွားရိုက်ပြီးတော့ဒိုင်မွန်ပေးဖို့လုပ်ပါတယ်အဲ့ဒီအထိတော့မှသူကဘာမှမသိသေးပါဘူးဟိုဘက်တွေလှည့်ကြည့်နေတာပါပြီးတော့မှအနောက်လှည့်လာမှာဟာယူပါလားဆိုပြီးတော့မှသူ့ကိုဒိုင်မွန်လေးနည်းနည်းပေးလိုက်ပါတယ်ခင်ဗျာတော်တော်သနာဖို့ကောင်းတဲ့ကောင်လေးပါဒီကောင်လေးကဆိုတော့သူဒိုင်မွန်လေးနည်းနည်းပေးလိုက်ပါတယ်ခင်ဗျာပြီးသွားရင်တော့ကျွန်တော်ဒီအိမ်ကိုပြန်ပြီးတော့ဘေးမှာရှိရဲ့အိမ်မြေကွက်လက်လေးတစ်ခုကိုပေါ့နော်ကျွန်တော်အိမ်အပင်နေပါရေးစိုက်မယ်အဲ့တော့ကျွန်တော်ဟိုးတစ်ခုသွား crab ပါတယ်ခင်ဗျာကဲဆိုတော့ holy တခုလေ crab ရွာရပါတော့ crab ရွာရဆိုတော့ကျွန်တော်အဲ့အပေါ်ရောက်မှသတိရတခုရှိရဲအဲ့ဒါပါလဲဆိုတော့ကျွန်တော် stone နေနဲ့အဲ့အပေါ်နည်းနည်းကာဖို့ဆိုတာကျွန်တော်သတိရရပါတော့ကဲဆိုတော့အရင်နည်းနည်းကာလိုက်မယ်နှစ်ပလော့လောက်ပဲကာမယ်ထင်တယ်ဟုတ်လောက်မယ်နှစ်ပလော့လောက်ပဲကာလိုက်မယ်ဆိုတော့အဲ့တော့ကျွန်တော်တညာလုံးဒီမှာပဲပေါ့နော်ကာနေနဲ့အဲ့ဒီကျွန်တော်ရဲ့တစ်ဖက်မဟာမိတ်နိုင်ငံပေါ့နော်မဟာမိတ်နိုင်ငံပဲပြောရမလားဒီလိုအိန္ဒိယနိုင်ငံပဲပြောရမလားသူ Okra နိုင်ငံကကျတော့နည်းနည်းသူကလောက်တာတော့လောက်တယ်ကွာဒါပေမဲ့သူ့မှာအခုထိ base ကမရှိသေးဘူးသူအုတ်တိုင်းကပြီးတော့အထဲထဲမှာသူ့ရဲ့နေရာကြီးပဲရှိရပါတော့အဲ့မှာသူ့ရဲ့အိပ်ရာလေးတစ်ခုရှိမယ် chest ကလေးတစ်ခုရှိမယ်ထားလိုက်ပါတော့ဒါကတော့သူတို့ရဲ့နိုင်ငံလေးကျွန်တော်ရဲ့နိုင်ငံကိုအခုတိုးတက်အောင်လုပ်ဖို့လိုတယ်အဲ့ဒါတော့ကျွန်တော်တိုးတက်အောင်လုပ်ဖို့ဆိုရင်စိုက်ခင်းတွေတော့ရှိတယ်မလားသူစပားတွေပါကြီးထွားအောင်လုပ်ရမယ်အဲ့တော့အခုကတော့ကျွန်တော်တို့ဒီမှာအရင်ဆုံးစိုက်ခင်းလေးအရင်လုပ်လိုက်မယ်ပေါ့နော်ကဲဆိုတော့အမှပြီးသွားတော့ကျွန်တော်အိမ်မှာဒီလို site ဆရာပစ္စည်းလာရှာရပါတော့အဓိကတော့ဒီစပား site ဖို့အတွက်အဲ့လို seed လာရှာပါတော့ seed ရှာရင်လည်းအမှ sugar cane မှာတွေ့လို့တခါရဲမားခဲ့ပါတယ် sugar cane ကကြတော့ကျွန်တော်ရဲ့ဒီအရှိတက်မှာပဲပေါ့နော်ဒီမြစ်ကလေးရဲ့တစ်ဖက်ကမ်းမှာစိုက်မယ်ဆိုပြီးတော့စိတ်ကူးထားပါတယ် sugar cane တွေကတော့အများကြီးလိုရယ်ဘာလို့လဲဆိုတော့ကျွန်တော်စာအုပ်တွေထပ်ပြီးတော့လုပ်ဖို့လိုသေးရယ်အဲ့ဒါကြတော့ကျွန်တော် villager တွေကိုဒီ trading hall ပုံစံမျိုးပေါ့နော် trading hall ပုံစံမျိုးလုပ်ဖို့အတွက်စာအုပ်တွေလိုပါတယ်အဲ့ဒီစာအုပ်လိုရထူတာတဲ့စာအုပ်ကဘာလို့လိုရလဲဆိုတော့ကျွန်တော်အဲ့ villager ကို trade တဲ့အခါမှာစာအုပ်ကအရင်အရေးကြီးရယ်အဲ့လိုစာအုပ်တွေများများနဲ့ trade မှာသူတို့စီက emerald တွေလည်းရမှာပေါ့နော်စာအုပ်တစ်ခုလည်းမဟုတ်ဘူးပြီးတော့စာရွက်တွေလည်းလိုရပေါ့နော်အဲ့တော့အဲ့ဒါအဓိကလုပ်ရမယ်ပြီးတော့ကျွန်တော်အခုဒီမှာ site ဖို့ပေါ့နော် site ဖို့အတွက်ကျွန်တော်ဒီမှာစပားလေးပေါ့နော် စီပေါ့ဒီစီကကြတော့ကြီးလာရင်ဒီ wish ဖြစ်တာဆိုတော့နည်းနည်းတော့
ဟာဖြစ်တာပါဒါပေမဲ့အခုအရင်ဆိုင်လိုက်ပါမယ်ပြောမယ်ဆိုရင်တော့ဒီကောင်ကဂျုံလို့လည်းခေါ်လို့ရတယ်သူများကြီးကတော့အဲ့လိုစပားလို့ခေါ်တာတော့များတယ်ဒါပေမဲ့အမှန်တကယ်တမ်းကျတော့ဒီကောင်ကဂျုံပြဆိုတော့ကျွန်တော်အမှဆိုင်လို့မလောက်တာနဲ့ပဲကျွန်တော် all credit ရဲ့ page ထဲမှာအဲ့လိုမျိုးရှိမယ်ထင်လို့ကျွန်တော်သွားမဖြတ်ခင်မှာဒီကျွန်တော်ရဲ့အိမ်ဘေးပတ်လည်မှာရှိတဲ့မြက်တွေပေါ့နော်အဲ့မြက်တွေကနေတခါလေကြာရင်အဲ့ဂျုံစီးထွက်တတ်တယ်အဲ့ seep တွေကိုကျွန်တော်အဲ့လိုတနည်းကုန်လိုက်စုနေပါတယ်အဲ့လိုလိုက်စုနေတဲ့အချိန်မှာပေါ့နော်ကျွန်တော်နာကိုမမ်မာအစ်စ်ပေါ့နော်မမ်မာအစ်စ်တယောက်ရောက်လာတယ်အဲ့တယောက်ကကျွန်တော်သူကတော့နည်းနည်းပါလဲတော့မသိပါဘူးဒီနာကိုပတ်ချာလုံနေပေါ့နော်ဆိုတော့ကျွန်တော်လည်းအဲ့ဒါနဲ့ဘာမှမပြောတော့ဘူးတခုထူးဆန်းတာက तू ကဒီဘက်ကိုလေရောက်လာပြီးတော့ဘလို့ဖြစ်လို့ diamond armor ကြီးနဲ့ဖြစ်နေတာလဲဆိုတော့ကျွန်တော်စဉ်းစားလို့မရဘူးဗောနော် तू ဒီ server ရေးဝင်တာ1ရက်ပဲရှိသေးတယ်ဆိုတော့ထားရပါလိ तू လေးအဲ့လိုမျိုးဆော့တာကျွမ်းလို့နေမှာဗောပြီးတော့ကျွန်တော် brother တို့အားလုံးသတိထားမိကြတာကျွန်တော်ရဲ့ဒီအောက်ကလေဘားတန်းလေးမှာ HP က132ဆိုပြီးတော့ဖြစ်နေတယ်အဲ့ဒါ brother တို့တွေ့ကြတာမသိအကောင်ကကြတော့ကျွန်တော်ဒီနိုင်ငံပေါ့နော်နိုင်ငံရဲ့ကျွန်တော်တို့ဒီမှာအသင်းနေရဆိုပြီးတော့ရှိတယ်အဲ့အသင်းတစ်သင်းရဲ့ခေါင်းဆောင်ကဒီလို HP လေးရထားရဗျာဆိုတော့ကျွန်တော်ကတော့ဒီအသင်းတစ်ခုရဲ့ခေါင်းဆောင်ပေါ့နော်ခင်းဝိုင်းရဲ့ခေါင်းဆောင်ဖြစ်တဲ့အတွက်ကျွန်တော်အဲ့လိုမျိုး HP ရထားပါတယ်တခြားလူတွေရလောက်မှာပါဒါပေမဲ့တချို့လူတွေကကျတော့မရတဲ့လူတွေအခုထိရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပဲကျွန်တော်ရလာတဲ့အစီလေးကိုဆက်ပြီးတော့စိုက်လိုက်ပါတယ်ပြီးတော့ကျွန်တော်အဲ့ all credit ရဲ့ page ထဲမှာအဲ့လိုအစီလေးနည်းနည်းကြံနေမယ်ထင်တယ်ဗျသွားပြီးတော့မလိုက်ရအောင်ကဲထုံးစံတိုင်းပဲဒီမဟာမိတ်စကားလေးကနေပြီးတော့ဝင်လိုက်ပါတော့နော်ဝင်ပြီးတော့သူ့မှာရှိရဆိုထွက်သွားပြီထင်တယ်ထွက်သွားပြီအမှဝင်ကြည့်တယ်လို့ဘာလို့ညာလို့တူလို့ ਨੇ နည်းနည်းလေးသွားပြီးတော့သူ့ချက်ကိုသွားနှိုက်ပါတော့မယ်ချက်ကိုနှိုက်ပါမယ်အိုးဒီမှာ CT ရှိရဆိုတော့ယူသွားလိုက်မှာနော် CT ရှိရဆိုအဲ့အောင်အေး all credit တွေ့ပါ bro မင်္ဂလာကျွန်တော်အစီယူတာနော်စိတ်မစိုးနဲ့အစီယူတာဟုတ်တယ်စိတ်မစိုးဘူးလေဟာရိုက်တယ်ဟာထားလိုက်ကျွန်တော်အခုကတော့စိုက်ဖို့ကအရေးကြီးရလေဟုတ်တယ်မလားအရင်စိုက်လိုက်ကြအောင်ကဲကျွန်တော်ရလာတဲ့အစီလေးအရင်စိုက်လိုက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်အိတ်လိုက်ပါတယ်အိတ်ပြီးတော့ကျွန်တော်မနေ့လည်းမိုးလင်းတော့အားလုံးနှုတ်ဆက်ရမယ့်အချိန်အောင်ရောက်လာပြီပေါ့နော်ကဲဆိုတော့ကျွန်တော်ရဲ့ Vocara Crack episode 2လေးကတော့ဒီလောက်ထိပါပဲကဲဆိုတော့အဆုံးထိကြည့်ပေးကြရင်ညီကိုတယောက်ချင်းစီကိုအားလုံးကျေးဇူးတင်ပါနော်ပြီးတော့ channel လေးကိုလည်း subscribe လေးနဲ့ကူညီပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်episode 3လာပါမယ်ဆိုတော့အားလုံးပဲဘိုင်ပါ